အားလုံးပဲမင်္ဂလာခင်ဗျကျွန်တော်ဒီမှာတာတဲသူ့ကိုချောင်းနေပါတယ်ချောင်းနေရထီရတယ်ထထိုးတယ်ထက်ရတယ်ရှာတယ် respect ဆိုတာဒါမျိုးပြောသလားရှေ့ကဝင်ပြီးတယ်ကျွန်တော်နောက်ကဝင်တီးဒါပေမဲ့ကျွန်တော်ကေးမရအကူညီရတယ်ဒါကိုအသိရဲ့ respect ပေါ့ဒီမှာဆိုရင်ကျွန်တော်ဝင်မြောက်ကိုယ့်ရဲ့ brand လေးက share ကောင်းနေတော့လဲဘာမှမပြောနိုင်တော့ဒီမှာဆို brand ဝင်ထိုးတဲ့အချိန်မှာကျွန်တော်ဝင်မြောက်တယ်ခင်ဗျာရသွားတယ်ဒါပေမဲ့ brand လေးကတော့အသေးကန်ကြီးပါဒီမှာဒီကောင်နေစောက်မှတ်ကိုမရှိဘူးမနိုင်မှန်းတည့်ရနဲ့ကိုလာတာဒီကောင်နေရသလားဟောထက်လာပြန်ပြီဂျူလီယန်မှာပါလာတာဂျူလီယန်ထပ်တီးပေးလိုက်တယ်ဗျာဟုတ်တယ်အဲ့မေစောက်ပေါ်သလားအဲ့မေစောက်ပေါ်တန်းနဲ့ပဲထိုးပေးလိုက်စောက်မှတ်ကိုတစည်းမှမရှိရသလားနှစ်ယောက်လုံးသိထားအဲ့မှာကျွန်တော် F ဒီမှာဆိုရင်3ပေါ့3ယောက်ပေါ့1ယောက်ရှင်းချခြင်းမှာပဒန်းနောက်ကဝင်ထိုးတယ်ကားတယ်ဒါမှကျွန်တော်မစမောင်းရင်ဖြောက်လိုက်တယ်ဒါမှကျွန်တော်မစ္စတန်ရောက်တည်သွားတယ်ပြန်ရှင်လာတဲ့အချိန်မှာကျွန်တော်ဒီဟန်ဇိုနဲ့တားမှုကိုကျွန်တော်ဦးစားပေးတီးရပေါ့ဗျာအဲ့မှာရတယ်ကိုလေးထောင်လာလိုက်တယ်ဒါဘလိန်းနာပေါ့တက်